ယခုကျွန်ုပ်တို့ကိုကြည့်ရှုနေကြသောပရိသတ်များအားလုံးအတွက်ကျွန်ုပ်တို့သည်ကယ်တင်ခြင်းအတွက်အခွင့်အလမ်းကိုရှာဖွေတွေ့ရှိခဲ့သည်အကြောင်းမှာကျွန်ုပ်တို့၏အပြစ်များကိုယေရှုခရစ်၏အသွေးတော်အားဖြင့်ဆေးကြောခြင်းဖြစ်ပါသည်ဤအရာအားလုံးသည်ဖျားသခင်၏ကျေးဇူးတော်ကြောင့်ဖြစ်နိုင်သည်ယခုမေးခွန်းမှာသခင်ဖျားထံမှဤမျှလောက်ထူးကဲသောကျေးဇူးတော်ကိုကျွန်ုပ်တို့မြည်သို့ရရှိခဲ့သည်။လူသားတို့အတွက်ကယ်တင်ခြင်းသို့သွားရလမ်းကိုမြည်သို့ဖွင့်ပေးခဲ့သည်။ဘယ်တော့ကသေဖို့ရည်မှန်းထားပြီးသား။ယင်းသည်ဖျားသခင်ထံမှလျှို့ဝှက်အစီအစဉ်တစ်ခု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ခေတ်အဆက်ဆက်ဖုံးကွယ်ထားခဲ့သည်။အချစ်ကြောင့်ဖျားသခင်သည်ကျွန်ုပ်တို့အားသူ၏လျှို့ဝှက်လက်နက်ကိုပေးထားသည်။ယေရှုခရစ်တော်ကိုစေလွှတ်ခဲ့သည်။ယနေ့တမန်ကျမ်းစာသာလျှင်အပိုင်းဤအရာသည်ဖျားသခင်၏ချစ်ချင်းမေတ္တာ၏နက်နဲသောအရာကိုဖော်ပြသည်တကောရိန္သု6:10တွင်ဖော်ပြထားသည်သို့သောကျွန်ုပ်တို့တွင်ဖျားသခင်နှင့်ပတ်သက်သောလျှို့ဝှက်သောအသိပညာရှိသည်ခြားနားချက်ကိုရှင်းပြသည်ဖျားသခင်သည်ကျွန်ုပ်တို့၏ဘုန်းအသရေအတွက်ထာဝရကာလမှခန့်အပ်ထားသည်အချိန်မစတင်မီဖျားသခင်သည်တည်တော်မူ၏အာရန်သည်သူ၏စကားကိုနားမထောင်ဘဲသူကြောင့်လူသားအလုံးကိုသေစေမည်ဖြစ်သည်သူ၏အဆုံးမရှိသောဉာဏ်ပညာဖြင့်ဖျားသခင်သည်ကယ်တင်ခြင်းလမ်းကိုဆုံးဖြတ်ထားပြီးဖြစ်တော်လဲအချိန်တန်သေးတိုင်အောင်ယင်းကိုဝတ်ထားခဲ့သည်အကယ်၍ဤလျှို့ဝှက်အကြံအစီကိုကြိုတင်ထုတ်ဖော်ခဲ့မည်ဆိုလျှင်ရန်သူသည်စိုးရုပ်သောလူသားတို့၏ကယ်တင်ခြင်းကိုတားဆီးရန်နည်းလမ်းများကိုရှာဖွေလိမ့်မည်ကဘာဦး3:14ဧဝသည်ယင်းဤဝမ်းနာခြင်းလဲ၍မြေမှုကိုတသက်လုံးစားရန်ဖျားယောင်းသွေးဆောင်သောမွေကိုဖျားသခင်ကျိန်ဆဲကြောင်းကျွန်ုပ်တို့အားပြောပြသည်ထိုအခါဖျားသခင်ကမိမ၏အမျိုးအနွယ်သည်ငွေ၏ဦးခေါင်းကိုကျိတ်၍ငွေသည်ခြေပနှောက်ကိုကိုက်လိမ့်မည်ဟုမိန့်တော်မူ၏မိမ၏အမျိုးအနွယ်ဖြစ်သောယေရှုသည်လာ၍အနိုင်ယူမည်ကိုရန်သူဖြစ်သောစိုးညစ်သောစာတန်ကသိခဲ့သည်ထို့ကြောင့်ဗက်လင်မြို့နှင့်အနီးတစ်ဝိုက်တွင်အသက်2နှစ်ငယ်သောယောက်ျားလေးများအားလုံးကိုဟေရုဒ်မင်းကြီးအားလှုံ့ဆော်တိုက်တွန်းခဲ့သည်ဤသည်မှာသခင်ယေရှုကိုငယ်စဉ်ကပင်တက်ရန်ကြိုးပမ်းမှုဖြစ်သည်တို့ရာတွင်သခင်ဖျား၏ကောင်းကင်တမန်တစ်ပါးသည်ယောသပ်အားအိမ်မက်ထဲတွင်မာရိနှင့်ကလေးကိုခေါ်၍အီဂျစ်ပြည်သို့ထွက်ပြေးရန်ညွှန်ကြားခဲ့သည်ဟေရုဒ်မင်းသေပြီးနောက်တရေလပြည်သို့ပြန်၍ဂါလိလဲပြည်နာဇရက်မြို့၌အခြေချကြ၏အသက်30အရွယ်တွင်ယေရှုသည်ကယ်တင်ရှင်အဖြစ်သူ၏အမှုတော်ကိုပြီးမြောက်စေရန်နှင့်အသက်ရှင်တော်မူသောဖျားသခင်အားသက်သေခံနိုင်ရန်သူ၏လူထုအသက်တာကိုစတင်ပြင်ဆင်ခဲ့သည်ကောင်းကင်နိုင်ငံတော်၏ဧဝံဂေလိတရားကိုဟောတော်မူ၍လူများစွာသည်သူ၏နောက်လိုက်များဖြစ်လာကြသည်ယေရှုသည်ဖျက်ဆီးခံရပါကစာတန်သည်ဤလောကကိုထာဝစဉ်အုပ်စိုးမည်ဟုထင်ခဲ့သည်ထို့ကြောင့်ယေပုယောဟိတ်ကြီးများကျမ်းပြုဆရာများနှင့်ဖာရိရှဲများကိုယေရှုကိုတက်ရန်ကြံစီရန်လှုံ့ဆော်ခဲ့သည်နောက်ဆုံးတွင်ယေရှုသည်စုတရဘူးဖြင့်တရဘူးဆောင်ခဲ့ပြီးသူ၏လက်ခြေများကိုကားတိုင်ပေါ်တွင်တန်ရိုက်ထားသည်အမျိုးသမီး၏အမျိုးအနွယ်ကိုတတ်ခဲ့ကြောင်းထင်ရှားတော်လဲဖျားသခင်လျှို့ဝှက်ပြင်ဆင်ပေးချက်သည်ယင်းအတွင်း၌ဝတ်ထားခဲ့သည်တကောရိန္သု9:8ကိုသုံးသပ်ကြည့်ကြပါစို့ငါတို့မူကားငါတို့ဘုန်းအသရေအတွက်ဖျားသခင်သည်ထာဝရကာလမှဖန်ဆင်းထားတော်မူသောလျှို့ဝှက်စမ်းကြဲသောဉာဏ်ပညာဖြင့်နက်နဲသောအရာကိုဟောပြောတတ်၏အကြောင်းမူကားနားလည်လျင်ဖုန်ကြီးသောသခင်ကိုလက်ဝါးကပ်တိုင်မှရိုက်ထားမည်မဟုတ်ခေတ်ကာလများမတိုင်မီချမှတ်ထားသောဤအစီအစဉ်အရဖျားသခင်သည်သူ၏တဆူလေးသောသားတော်ယေရှုအားလူသားတို့၏အပြစ်များကိုဖြေရှင်းရန်နှင့်ကယ်တင်ရန်လမ်းဖွင့်ရန်သူ၏အပြစ်ကင်းစင်နေတော်လဲကားစင်တင်ကွမျက်ခြင်းကိုဖျားသခင်ခွင့်ပြုခဲ့သည်စိုးညစ်သောရန်သူဝင်ရောက်မစွက်ဖက်နိုင်စေရန်ဖျားသခင်သည်ဤအကြံစီကိုလျှို့ဝှက်ထားခဲ့သည်ထို့နောက်မေကွန်းပေါ်လာသည်အကယ်၍လူသားများသည်ထာဝရတည်ခြင်းသို့ဥတည်နေပြီဆိုလျှင်ယေရှု၏ကားစင်တင်ကွမျက်ခြင်းသည်ကယ်တင်ခြင်းသို့မြည်သို့ဖွင့်ဆိုခဲ့သည်အဖြေမှာဖျားသခင်သည်ဝိညာဉ်လောက၏ဥပဒေများနှင့်အညီတရားစီရင်သည်နိုင်ငံတစ်နိုင်ငံတွင်ကိုယ်ပိုင်ဥပဒေများရှိသကဲ့သို့ဝိညာဉ်လောကတွင်လည်းဤစည်းမျဉ်းများရှိသည်ယောမ6:23တွင်အပြစ်တရား၏အခကားသေခြင်းပေတဲ့ဟုဆိုသည်
ဆိုလိုသည်မှာတေခြင်းသည်အပြစ်သားများအတွက်သာဖြစ်သည်အပြစ်မရှိသောယေရှုကိုစာတန်ကလက်ဝါးကပ်တိုင်မှာရိုက်ထားသောအခါဝိညာဏပြည့်များကိုချိုးဖောက်ခဲ့သည်ယင်းကအာဒံ၏အပြစ်ကြောင့်ဆုံးရှုံးသွားခဲ့သောဆုံးရှုံးသွားသောအာဏာကိုပြန်လည်ထူထောင်ရန်အတွက်လမ်းဖွင့်ပေးခဲ့သည်ဤအရာသည်ဖျားသခင်၏အကြံအစီဖြစ်သည်ကိုစာတန်သိပါကသူသည်ယေရှုကိုလက်ဝါးကပ်တိုင်မှာဘယ်တော့မှအသေးမသက်နိုင်ပါယောမ9:18ကလူအပေါင်းတို့အားပြစ်မှားခြင်းတစ်ခုသည်အပြစ်စီရင်ခြင်းသို့ရောက်တဲ့ကဲ့သို့အာဒံ၏အပြစ်သည်လူအပေါင်းတို့အားသေစေတဲ့ကဲ့သို့ယေရှုခရစ်၏ဖြောင့်မတ်သောလုပ်ရက်သည်လည်းလူများစွာအတွက်ထာဝရအသက်ကိုယူဆောင်လာခဲ့သည်သခင်ယေရှုသည်လူသားတို့ကိုအပြစ်မှကယ်တင်ရန်လူစားတိအားဖြင့်မြေကြီးပေါ်သို့ကြွလာခဲ့သည်အာရန်၏အဆက်အနွယ်မဟုတ်စေရန်အပြိုစင်မာရီ၏ဝမ်း၌တန်ရှင်းသောဝိညာဉ်တော်ဖြင့်ပရိသတ်နေယူခဲ့သည်သူတွင်မူလအပြစ်မရှိသလိုမြည်သည့်အပြစ်ကိုမျှမကျူးလွန်ခဲ့ပေထို့ကြောင့်ရန်သူကိုအနိုင်ယူနိုင်သောတန်ခိုးရှိသည်ယေရှု၏ချစ်ခြင်းမေတ္တာသည်လူသားတို့၏အပြစ်များကိုသူ့ကိုယ်သူခံယူကာလက်ဝါးကပ်တိုင်မှာရိုက်တက်ခံရစေခဲ့သည်အပြစ်မဲ့ယေရှုကိုလက်ဝါးကပ်တိုင်မှာရိုက်ဖို့လူတွေကိုစာတန်ကသွေးထိုးလုံးဆော်တဲ့အခါဝိညာဉ်ရေးပညတ်တွေကိုချိုးဖောက်ခဲ့တယ်ထို့ကြောင့်ကယ်တင်ခြင်းနှင့်ဖျားသခင်၏သားသမီးများဖြစ်ခွင့်သည်ယေရှုကိုယုံကြည်လက်ခံသူတိုင်းအတွက်ဖွင့်လှစ်ပေးခဲ့သည်ဤဒီမှာခေတ်အဆက်ဆက်မှဖုံးကွယ်ထားသောဖျားသခင်၏လျှို့ဝှက်အကြံအစီဖြစ်သည်အနန္တတန်ခိုးရှင်၏ဉာဏ်ပညာနှင့်ချစ်ခြင်းမေတ္တာ၏တသက်ဖြစ်သည်ဖျားသခင်၏သားသမီးဖြစ်ခွင့်သည်လောကရှိအရာအလုံးထက်သာ၍ကြီးမြတ်ကြောင်းကျွန်ုပ်တို့၏ကြည့်ရှုသူများသိရှိရန်အရေးကြီးပါသည်သင်သည်နိုင်ငံတစ်ခု၏အမွေဆက်ခံသူဖြစ်လျင်ပင်ဖျားသခင်၏သားတော်ဖန်ဆင်းခံအားလုံး၏ဖန်ဆင်းရှင်နှင့်စကြဝဠာကိုအုပ်စိုးသူဖြစ်ရခြင်းမှာအခွင့်ထူးကြီးဖြစ်သည်သခင်ယေရှုကိုလက်ခံပြီးတန်ရှင်းသောဝိညာဉ်တော်ကိုလက်ခံသောအသင်းတော်တွင်ယုံကြည်သူများရှိပါသည်အချို့သောလူများသည်ဖျားเจ้าတက်ယုံမျှသာမကဘဲဖျားသခင်၏သားတော်များအမှန်တကယ်ဖြစ်လာကြသည်မဟုတ်ပေခရစ်ယာန်ဘာသာဝင်များသည်လောကီလူသားများနှင့်မတူပေထို့ကြောင့်သင်၏နှလုံးသားကိုဖွင့်ပြီးယေရှုခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံရန်အရေးကြီးပါသည်ယောဟန်4သည်ယေရှုအားကယ်တင်ရှင်အဖြစ်လက်ခံပြီးအခြားသောရှမာရိလူများစွာထံဧဝံဂေလိတရားကိုဖြန့်ဝေခဲ့သောရှမာရိအမျိုးသမီးတဦး၏ဇလံကိုပြောပြသည်ထိုအချိန်တွင်ဂျူးများသည်ရှမာရိလူများနှင့်မပေါင်းသင်းဘဲယင်းတို့၏ပြည်ကိုဖျက်ဆီးရန်မကြိုက်ကြပေသို့သောဤလူမှုရေးနယ်နိမိတ်များကိုယေရှုဂရုမစိုက်ပါရှုခါမျိုးကိုဖျက်သွားတဲ့အခါရေတွင်းတစ်ခုမှာထိုင်ပြီးတောက်ပေးပါလို့ပြောတယ်သူ့မှာရေရှိနိုင်တယ်လို့တပည့်တွေလည်းဝယ်နိုင်ပေမဲ့အမျိုးသမီးနဲ့ဆက်သွယ်ဖို့အခွင့်အရေးကိုယေရှုရွေးချယ်ခဲ့တယ်။ဗျာဒိတ်3:20တွင်ယေရှုကငါသည်တကားနားမှရက်၍ခေါင်းလျက်နေ၏အကျဉ်သူသည်ငါအတန်ကိုကြား၍တကားကိုဖွင့်လျင်ထိုသူထံသို့ငါဝင်၍သူနှင့်အတူစားတောက်မည်ယေရှုသည်ထိုနည်းအတိုင်းရှမာရိအမျိုးသမီး၏နှလုံးကိုခောက်ခဲ့ပြီးနောက်ဆုံးတွင်သူမနှင့်အခြားရှမာရိလူများစွာကိုကယ်တင်ခဲ့သည်ယနေ့ပင်ဖျားသခင်သည်ဧဝံဂေလိတရားကိုဖြန့်ဝေသူများအားဖြင့်နှလုံးသားကိုခောက်သည်သခင်ယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံသူများသည်ဖျားသခင်၏သားသမီးများဖြစ်ကြပြီးကောင်းကင်ဘုံကိုအမွေခံပိုင်ခွင့်ရှိသည်ယောဒ12ကသူ့ကိုလက်ခံသောသူအပေါင်းတို့အားမူကားနမတော်ကိုယုံကြည်သောသူတို့အားဖျားသခင်၏သားဖြစ်ခွင့်ကိုပေးတော်မူ၏မဿဲ9:21တွင်သခင်ယေရှုကသခင်ငါ့ကိုပြောသောသူတိုင်းသည်ကောင်းကင်နိုင်ငံတော်သို့မဝင်ရကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်၏အလိုကိုဆောင်သောသူသည်ကောင်းကင်နိုင်ငံသို့ဝင်ရလိမ့်မည်ဟုမိန့်တော်မူခဲ့သည်ထို့ကြောင့်ယာကုပ်14တွင်အကျင့်မရှိသောယုံကြည်ခြင်းသည်မည်သူကိုမျှမကယ်တင်နိုင်ဟုဆိုထားသည်ကောင်းကင်ဘုံသို့ဝင်ရောက်ရန်ဖျားသခင်သည်လူကိုဖန်ဆင်းပုံကယ်တင်ခြင်းဆိုင်ရာပြင်ဆင်ပေးမှုကိုနားလည်ရန်အဘယ်ကြောင့်အကောင်းနှင့်အဆိုးကိုတည်သောအပင်ကိုစိုက်ထားသနည်းအဘယ်ကြောင့်ယေရှုတပါးတည်းသာလျှင်ကယ်တင်ရှင်ဖြစ်တော်မူကြောင်းကိုကျွန်ုပ်တို့နားလည်ရန်အရေးကြီးပါသည်အရသာကိုသိရန်တည်တည်တလုံးကိုမြည်ဆန်းရတကယ်သို့ထို့ကြောင့်ယေရှုကိုသိနားလည်လက်ခံရန်လည်းတွေ့ကြုံခံစားရမည်ဖြစ်သည်အချိန်မစတင်မီတွင်မေတ္တာရှိသောဖျားသခင်သည်ယေရှုခရစ်အားဝိညာဉ်တိုင်းကိုကယ်တင်ရန်အစီအစုအဖြစ်ခန့်အပ်ခဲ့သည်ဖျားသခင်သည်စัจ java လာထက်ဝိညာဉ်တိုင်းကိုပို၍အဖိုးတန်သည်ဟုမှတ်ယူကာတဦးစီတိုင်းကိုကယ်တင်ရန်လှုံ့ဆော်သည်ဖ
ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုယိုသေးပြီးသူ့အလိုတော်အတိုင်းအသက်ရှင်ပြီးသူ့သားလေးအဖြစ်ကောင်းချီးပေးပါစေလို့ဆုတောင်းပါတယ်။ဆုတောင်းကြပါစို့ချစ်လှစွာသောကောင်းကင်ဘုံရှင်အဖကိုတော်သည်ရစ်ပူဇော်ခြင်းနှင့်အနှံခြင်းအဖြစ်ကယ်တင်ခြင်းသို့လမ်းဖွင့်ပေးသည့်အတွက်ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်ချစ်ချင်းမေတ္တာအဖြစ်ယေရှုခရစ်ကိုငါတို့အဖို့ဆေလွတ်တော်မူ၏ကြည့်ရှုသူများထဲမှတယောက်ယောက်ကယေရှုကိုမသိသေးပါကစိတ်နှလုံးကိုဖွင့်ပြီးကိုတော်ကိုလက်ခံပါသင်အားလက်ခံပြီးသောသူတို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေကာသင်၏သားသမီးများအဖြစ်ကောင်းချီးပေးလိုက်ပါသခင်ယေရှုခရစ်၏နာမတော်၌ကျွန်ုပ်သည်ကျေးဇူးတင်လျက်ဆုတောင်းပါ၏အာမင်